လိုက်ကြည့်ဦးမလားတော့ရတော့ပတ်စံနေလာလက်ခံနေဦးတော့ဘယ်လိုက်ကြည့်ချင်တာတော့အဲ့မုံပါပါအခုဒါလေးတော့လက်ခံပေးအောင်လေတက်လာလူလေးအေးလက်ထက်ရောက်သေးဘူးဗျကြည့်မယ်လေဟုတ်တယ်မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube reaction channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမှာလေးကတော့ပရိသတ်တွေစိတ်ဝင်စားမှုများနေတဲ့ဗီဒီယိုလေးတစ်ပုဒ်နဲ့ mix ဆက်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူဘလို့စိတ်ဝင်စားအေးဒါလက်ခံလိုက်တော့ဆိုရယ်ဒါရွေးတာပဲနော်မေရွေးတာမဟုတ်ဘူးကြလားအဲ့တော့အဲ့ဒီပြောပါအောင်ဒီရွာထဲမှာသူနဲ့သဘောတူထားတဲ့သူများရှိသေးလားဘယ်သူမှလားစကားမပြောနဲ့လို့ပြောကြဘယ်သူမှသဘောမတူလည်းမပြောသဘောတူလည်းမပြောဘယ်ချွေးမနဲ့စကားပြောချင်မှာဆိုငါလာမပြောနဲ့လို့ပြောရတာငါလာမပြောဘူးလို့ပြောရအဲ့ဒီဆွာတာအဲ့ဒါသမီးနဲ့တဲပါမလားဟဲ့တဲပါမလားအန်ဒီဆွာတာတော့ဆွာတာမဟုတ်ဘူးလမ်းမြင်ကြတာပြောတာကိုသဘောတူထားပြီးတော့ကြတော့ကိုမတဲ့တော့ကြထိုးပါဘယ်နဲ့လုံးမှာတော့ကိုကသူကြိုက်လို့ဒူယူတာညီတို့ကြိုက်လို့ညီတို့ယူတာအမတော့ခါမလှုပ်ကြွေးရမငါသားတော့မကြွေးသေးဘူးတစ်လုံးလောက်ကြည့်အောင်မလားဟုတ်တော့မသေးမသေးကို60ကျော်ပြီး64နှစ်ကြီးညို့ဘယ်နှစ်လောက်ကြွေးမှတော့ငါဘယ်နှစ်လောက်ကြွေးရမှာတခြားသားသမီးလည်းရှိသေးရဲ့လေဟောတခြားသားသမီးတွေကထိုင်းနိုင်ငံမရှိဘာမရှိဆိုတာကြမုံနဲ့ဝယ်မသားနိုင်တာရော့မြည်လေးကွာဝယ်ကြွေးနေတာအဲ့ဒါမဝလိုက်နေလိုက်လေမဝလိုက်နေတော့ကြအဲ့လိုကြတယ်နေကြမအောင်တခါတည်းကိုတက်တာနေရမှာမယ်ဘာဖြစ်လို့အခုလက်ခံပေးဦးလေလက်ခံပေးလိုက်မလူလေးကလက်ခံလိုက်ပါရဲ့တော့မှလက်ခံတော့ပိုင်းသွားမှာနော်အဲ့ဒီတော့သမီးအေးပါပိုင်းသွားရည်ရောင်းတယ်လို့တော့မလုံနဲ့တော့အမရောင်းတယ်လို့တော့မလုံနဲ့လားသူ့ကိုလှုပ်ချရဆိုမှသူ့ကိုလည်းအလုံးလေးနဲ့မှတော့ခိုင်းရအောင်ပြေးပါခိုင်းရမှာမို့လားခိုင်းပါကိုခိုင်းတတ်တာခိုင်းပါဘယ်ပတ်စံဘယ်လောက်လို့လည်းမသိဘူးပတ်စံဘယ်လောက်လို့သိဘူးဘယ်လောက်တော့40နောက်ထပ်ကြပါဘယ်လောက်ရောက်မှာဒါလေးနဲ့လားဒါလေးနဲ့တော့ကျင်တော့ဘူးတော့ဘယ်မှာကျင်တော့မှာနော်ဒါစကားဝင်တာမဟုတ်တယ်မိသားဆောင်တော့အန်တီဘက်ကလည်းနည်းနည်းလေးတော့ပေးအောင်ပါလေအဲ့လောက်မှသမီးဘာလေးဝိုင်းပါလေဇွာဝိုင်းပါလေအဲ့ကြတော့ဝိုင်းပါဟုတ်တယ်ဇွာဝိုင်းပါအန်တီကဘလားဘာလေးတင်အောင်မလားဆွဲချိုးတင်မလားဒါတော့မင်္ဂလေးဘက်ကတင်းတောင်းမှာဆိုမှကိုကတင်းနေရအောင်မလားတတ်နိုင်လို့မှတင်းတောင်းသွားပါဆိုမှနာမည်လိုချင်လို့ရှိရင်ဘာမှမိဘဘက်ကကိုပေးစရာမလိုဒီလေးတော့တင်ပါအောင်လေနာမည်ယူချင်တော့လားယူချင်တာပေါ့ဘာတင်မှတော့ပြောဟုတ်တော့အဲ့ကြမှာအဲ့ကြပြောမယ်လေငါခုသိချင်တာဟုတ်တော့ခုသိချင်တာလာမမလာတွေပဲသိအောင်ကခုဒါလေးနဲ့ရှိသေးကိုတော့ဘာကြောင့်မှမသိသေးပဲနဲ့ဒါလေးမဟုတ်ဒါကြီးနည်းပမာဏမုံ40ဆိုတာ40တွန်းဘာမှမဝယ်လောက်ဘူးအကျိုးတကုန်းတော့မဝယ်လောက်ဘူးအဲ့ဒီဆိုရဘယ်လောက်ရှိအောင်ကိုဒါနဲ့ကိုဒါခုနေတယ်50လောက်ကြာဟုတ်တယ်နောက်တော့ဘယ်လောက်လိုချင်တော့ဟုတ်တယ်လားတစ်လုံးလုတ်ကြည့်ရမှာလို့ပြောလိုက်တာဘယ်လောက်လိုချင်တော့မလဲအဲ့ဒါလက်မလေးထိုးအောင်မလားအေးပါမသိမချင်းကြည့်ရမှာဒါတော့ခါတော့ပါရှိတာဟုတ်တော့ဒါကြောင့်ကလူကြီးရဲ့နဲ့မှာပါလူကြီးခေါ်ခိုင်းလိုက်လေရတယ်မှာလူကြီးရှိတယ်နိုင်ငံတော်တိတ်ကောင်းပါတော့ဝယ်လိုက်လေတို့သားလေးဘက်ကတော့မဖောက်ပြန်တော့လို့ပြောမှာမေးလေးမေးလေးခဏလေးလည်းပြောပြအောင်ငယ်လေးတော့လေသူစိတ်ကစားတဲ့အရွယ်လေးတို့လည်းမဖြစ်ဖောက်ပြန်အောင်လေလက်မထိုးခိုင်းပါမလန်ပြောတော့ဒီရွာထဲမှာတခြားလူနဲ့ကောင်မလေးရှိသေးလားမရှိဘူးတခြားလို့လားဒေတာဗီတာမရှိဘူးမဟုတ်လို့သမီးပြန်ရောက်ခိုင်းမှာမမလည်းဒေတာဗီတာမရှိဘူးလို့မထားဘူးသေးကြရင်နော်ထားလာတော့ဖုန်းနဲ့ကတော့ထားလာပဲဟိုလိုသေးကြတာမရှိရဟုတ်လားဒီကလေးသမီးလေးအတိကျရရင်တော့ပတ်စံပြန်ရောက်ခိုင်းမှာအဲ့ဒါမေးကြည့်လိုက်လေသူ့မေးပါအန်တီမေးပြီအန်တီကအမေတရားမသိဘူးရတော့အန်တီဒီတရားပြမဟုတ်တော့အဲ့ဒါတော့မသိဘူးသူထားလာရေးပါရသူကဖုန်းနဲ့ထားတယ်ချစ်တဲ့သူကအတင်းပေါ်ဟုတ်လားဟုတ်တယ်သဘောတူပေါ့နော်ဟိုတော့ခုသဘောတူလို့အဲ့မှငွေတွေယူလိုက်တာပဲကိုအဲ့ဆိုတခါလဲခေါ်သွားမယ်နော်ဒီမှာလက်ဖက်လေးတော့ထည့်ပေးသားသေးရဲ့ဒီတိုင်းဝင်ရှိတာပဲထည့်ပေးရအန်တီရဲ့မျက်နှာရနေတော့ပြောင်းနေရပဲကြားလို့ပြောတာမဟုတ်ဘူးတော့ကိုသားကြီးရောင်းရတယ်လို့ရတယ်လုံးမခံနိုင်ဘူးလို့ညာသက်မှန်လုံးမကြွေးနေရတော့အဲ့ဟာတော့ကိုနဲ့ရောင်းတော့ပြောလိုက်ရကိုတရားမရတာမင်းလို့ကြွေးတာဘာမှမရှိဘူးလို့ပြောခါမှကိုသားလေးကိုမျက်နှာငရမှဘာလို့လဲနေရမှာလာတော့မှမိဘတော့မကြွေးသေးလို့လေမိမယူသွားပြီးတော့ကြတော့မလေးဒီခေတ်မှာငယ်ရွယ်လေးယူနေကြအများကြီးပဲဟုတ်ကျန်တဲ့သမီးကလောက်ကြွေးလေးကျန်တဲ့သမီးကသူသားသမီးသူလောက်ကြွေးရအောင်မှမောတော့ကိုဒီဒေတာလွယ်မှလည်းတောတောင်လုံးမှ
ကျန်ညာမကျန်တဲ့တမီးကအလူတွေနှစ်ယောက်လောက်ကျွေးနေပါလိမ့်တော့ ဟုတ်တာလိန်သွား အဲ့ဒါမဆိုင်ဘူးအဲ့ဒါပြောရနဲ့ဒီပွားရေးလောအောင်မှသူတို့ကလည်းဒီပွားရေးသူလောအောင်မှလေ လက်မထိုးခိုင်းတော့မယ် ခုတော့မှအတင်းညာခုတော့မှအတင်းညာဒုံးပြေးတာမအေးတော့မယ်နှမ်းဖုံးနေဆွဲတော့မေးတဲ့ကျောက်ကကာလမဖြတ်ပြီးပြီတဲ့ဟဲရင်ထဲကိုဘလို့ဖြစ်သွားကြောင်မှမသိငါသားရဆိုတော့လို့မေးလေစောစောမပြောဘဲနဲ့လမ်းကြတော့9သိန်းကုန်နေတာတဲ့ပြီးလိုက်တာလေးက9သိန်းလူဖုံးနေပါလေးက3သိန်းတဲ့အင်းကိုကြည့်ကျင်နေရပါသမန်လေးက လိုက်ခဲလို့အခုပြန်တစ်ခါလိုက်ခဲ့ thế bao giờ mà nó ခဏနေပြန်မှာလိုက်မလားအညီထုတ်ခဲ့ tao mới là thêm လိုက်တော့လေရောက်ဖို့လိုက်တော့ tao mới là thêm đôi chuyện là lấy mà ba được tao mới mà thêm bên này là mình đây ghê bu လိုက်လာအခုအညီထုတ်ပဲမှာတော့မြင်လေးသွားရအောင်မိုးနေလေးနဲ့ လိုက်ခဲ့ညစကားတဲ့ည không mà không phải nó mang cái là con này ကောင်းနေကောင်းနေ သူကလည်းဒီမိုးနဲ့လေနဲ့သူကလည်းပြားမှာ cái đi ăn mình cái lêu đang sau lại bà là muốn nụ muốn thử bon để lừa để chuột quả đó bao nhiêu đêm bỏ လိုက်ကြောင်လိုက်တော့ ဟုတ်ပတ်ဆိုင်ရပါ giáo mai đi đội à giáo mai đi đâu đi đội မပြောရသေးဘူးတိုက်ကြောင် ပတ်ဆိုင်ရတော့တမျိုး bãi thàn miền đông mưa bu nóဒီဘိုက်ကန်တို့ကြီးကိုလွတ်ပြမှာလို့တော့ပြောတာတော့ဟုတ်လို့ရတော့အခုကလူလဲမြင်တာရောလှုပ်ကြွေးပါမယ်ဆိုလို့မို့ဒီကကိုသားတဲ့ညနာလေးမြင်တာရောရာတပံလှုပ်ကြွေးပါမယ်ဆိုလို့မို့ပြီးတော့じゃနေလှုပ်ကြွေးတာမရှိဘူးဆိုပြီးတော့ကိုသားလေးတော့ပြန်မလွတ်နဲ့တော့အဲ့ဒါတော့မရဘူးအဲ့ဒါလက်မှတ်ထိုးအောင်ပါလေအေးပါဟိုနေလှုပ်ကြွေးတာမရှိဘူးဆိုတဲ့ပုံစံမျိုးကတော့မပြောရဘူးလို့နောင်ခါဘူး မပြောအောင်မပြော ထုတ်ရမှာအဲ့ဒါတော့ စားချုပ်ဘယ်တော့တခါလက်မထိုးချင်နေပြီ ဒီလေးသွားဝယ်ခိုင်းမှာမှာ ဘေးရဲ့အရင်လက်ခံလိုက်အောင်လေ လိုက်တာ အဲ့ဒါစာချုပ်ကပြုတ်မသွားဝယ်လို့ရ လက်ခံပြီး အခုပြန်ခေါ်နေရဆိုတော့じゃဟိုခေါ်နေရဆိုတော့ လာအောင်မလား အဲ့စာချုပ်ကတော့လုပ်ပြီးပြီးတော့ဒီ ဒီကလိုက်သွားလိုက် တော့ပြုတ်လိုက်တော့လိုက် လိုက်သွားလိုက် အေးပါရင်တို့တွေကလည်းတောက်ခိုင်းလိုက်ပါပုံလေ ရင်တွေးရလေတော့ဟိုဟိုမိမမနေ့ကတည့်ရပါလားငါမပြောဘူးရဲ့ ပြလုံးထားပါလိုက်လိုက်ဟိုဘိမသားစလေးပါလေ ဟိုကညီမနဲ့အပွားတိုင်မင်းနေ လုံးထားပါဘိမလည်း ခောက်လာတိုင်မြင်းနေရလား ဘိမရတော့တမိတော်ကုန်ကန်းလိုက်တော့ဟိုဆွေဟို အမလေးတို့သမီးကဇလောက်မကဘူးဇလောက်ကလေးနဲ့ညာတို့ဂျပန်သမီးကအမောကြောင့်ကိုသားကိုမြင့်တင်ထားတာကိုသားကသူ့ဘာသူထားတာကိုမသိတာဒါလေဒေါ်လာထွက်အောင်မှာ ဘာလို့တော်တော့ထွက်နေရတော့ မေးကိုလိန်ထားလို့ပါ ဘိမရပါ ပတ်ဆိုင်လက်ခံပြီးတော့တော့ထွက်လာဘုရားမျက်စောင်းထိုးနေရတာအဲ့ဒါလက်ခံပြီးတော့မလားလိုက်မှာမလားလိုက်မလား ဟိုသမီးအိမ်ကနေလိုက်မယ်လိုက်အောင်ကြည့်ရတယ် ဒီမှာချင်းမောက်တရားလို့ကန်ကောင်းတာတော့မင်းကလေးဘက်ကတင်တောင်းခံတာဆိုအန်တီတယောက်ရှိတယ်နော်ဒါကကန်ကောင်းတာဟုတ်တယ်မလား အဲ့အခုတွေ့ကြည့်လိုက်တော့သတင်းကျုပ်ပြီးမှကြာမှာနော်တောင်းလို့ရတော့ ဒီသတင်းကြိုမရဘူးလား ဟမ်သတင်းကျုပ်ပြီးမှဟွာကျွတ်တာကိုကဟွာတွင်းကြီး ဆောင်းလို့မရဘူးပေါ့ မရဘူး အော် ဟုတ်တယ်မရဘူးတော်စင်းလား ပြောပါသူတို့လွဲလာတာလည်းကြည့်ပါ ဟုတ်တယ်သမီးကခုကသတင်းကျုပ်မှမရောက်သေးပဲနဲ့ ဒီကခုကစကားဝင်တာပဲရှိသေးရလေကောင်းတဲ့ဟွာမှာတောင်းတယ် စကားဝင်တာတော့ဝင်ကောင်းလား မဝင်တော့လည်းမရတော့ဘူး ဖိုင်တောင်းနေတော့ညဘက်ကနေထိုင်ရဲ့ပြလား ဘယ်တော့တူမလား ဟုတ်တော့သဘောမတူတယ်ကိုသားလေးကမှနှမ်းပြောပါတယ်တူရမှာပါလိပြင်းညညာရောက်သွားမှကြောက်ပါတယ် အမင်္ဂလာကိစ္စကြ ခု ခု က ဆော ကြီး င်း ပြ တော့ ပါချွန်းပြောရမှာကိုသားလေးကဘာမှမလုပ်တတ်သေးဘူးတော့အဲ့လိုလာအုပ်ကတော့ကင်တတ်မှာမယ်ကိုသားလေးကအလုံးနဲ့ပတ်သက်လို့ဘာမှလုပ်တတ်တယ်ဗျာ ဟိုကြလှုပ်တဲ့တင်ပေးမှလေ နေပါသင်ပေးပါ စိတ်ထဲမှာဘလို့ခံစားနေရ ဒီနေ့ရဆိုအိတ်တောင်ပြောမှာမဟုတ်ည ဒီတက်တော့တက်နေရမှာမင်းတော့ဖေးမလို့ နေပါဒီလက်ခုပ်ထဲရောက်သွားမှလားသူခိုင်းနေတာခိုင်းတော့ပါကိုကအပ်လိုက်ပြီးမှလား ဟုတ်ကဲ့ ဒီမကျင်တာလို့နှစ်သက်လို့ခိုင်းပါ ခိုင်းရမှာပေါ့ မလုပ်တတ်သေးရတော့ဘာမှကိုမလုပ်တတ်သေးဘူးចောင်းသားရှိပြီ ဘလို့ခံစားရတော့ခံစားချက်လေးပြပြပါအောင်အခုလိုလေးဒါလည်းမိမရတော့မှာဆိုတော့ ဟောခုပြောနေမှာကိုတိတ်ထရဟိုထားတယ်ဒီလိုရသွားမှတော့တပြည့်လူတွေများတခါတသွဲတစ်ပြောင်းပြောင်းသွားမှလည်းကြောက်လို့မို့ပြန်ခေါ်လိုက်တော့မယ်လို့လူလုံးစားလည်း
ဒါတွေးမှဆိုလို့ရှိရင်သူလှုပ်စားတဲ့အမေကဟိုလိုတွေမထင်သားတော့ဘူးပါတနေ့တစ်ချိန်လှုပ်တဲ့ဟာတွေဒါမိဘပြစ်ထားမှာမဟုတ်ဘဲနဲ့ကတော့ကိုမသိမချင်းတာသူ့ကိုမျှော်လင့်ချက်ရှိသေးရပါကိုတဲ့ကိုတိတ်ချက် လောက်ကျသမီးလည်းရှိသေးရလေချက်ပန်းမအောင် ဟုတ်တယ် အဲ့ဆိုဒီသားလေးကိုတခါလေးသူပြန်လာရင်တခါလေးခေါ်သွားမယ်လေ တခါတည်းဆိုဒီသားခေါ်လဲလေ ငါခေါ်မှလေ ဒီတူကြီးနဲ့ထည့်လိုက်အောင်ပါအကြ ဟာမင်္ဂလာမဆောင်ရဒီတိုင်း ဘုဘူးလေမင်္ဂလာဆောင်ပြီးမှ မင်္ဂလာဆောင်တခါလေးခေါ်မှနော် မင်္ဂလာပါပြီးတော့ထည့်ရမှာပါ